တနက်ကြီးဆန်ကအရှင်အုံးနဲ့ပြီးမလာပြီးအဲ့ဒီတင်မော်တန်းလူငယ်ရဲ့ကြော်ကုန်းတွေကိုအရှင်ပြင်းပြင်းနဲ့တဲ့တဲ့ကြီးစိုက်ဝင်သွားခဲ့တာပါဒါပေမဲ့ဒီကက်ကိုမယုံနိုင်စရာကောင်းတာကသူကမတေခဲ့ပါဘူးသူ့ကိုစေးရုံကိုအမြန်တင်လိုက်ရပြီးဒဏ်ရာကိုချုပ်ပေးတာနဲ့အလုတ်ဖြန်ဆင်းဖို့အဖို့ခံလိုက်ရပါသေးတယ်ဒီကက်ကိုအကျိတ်နဲ့ခံလိုက်ရရှိတဲ့သူပါပဲဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာသူကရင်းဘက်ခဏခဏအောင့်နေတယ်လို့ဆရာဝန်ကစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဟိုက်ဆိုပြီးအန်တော်သွားရပါတယ်ကြီးဆန်ကသူ့ရဲ့နှလုံးထဲမှာတင်တွားပြီးနစ်ဝင်နေတာကိုတွေ့လိုက်ရလို့ပါဒီကက်ကိုထိတ်လန့်စရာကောင်းတဲ့အခြေအနေပါပဲခွဲစိတ်မှုလုပ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲရေတက်ကနတ်စမလီတယောက်ကသူ့ကိုအနီးကပြုစုဆောင်ရှောက်ပေးခဲ့ပါတယ်ပတ်တီးတွေလဲပေးရနဲ့စိတ်သက်မကြအောင်လဲစကားတွေအမြဲပြောပေးခဲ့တာကြောင့်သူမဟာသူ့အတွက်အထူးအားရင်တစ်ခုဖြစ်လာခဲ့တာပါနောက်ဆုံးမှာတော့ခွဲစိတ်မှုကအောင်မြင်မြင်ပြီးဆုံးသွားပြီးကြီးဆန်ကိုလည်းထုတ်ယူနိုင်ခဲ့ပါတယ်ဒီလူငယ်ကလည်းအဲ့ဒီကြီးဆန်ကိုသူ့အနားမှာပဲအမှတ်တရသိမ့်ထားလိုက်ပါတော့တယ်နေကိုင်းလည်းအဲ့ဒီနတ်စမလီကသူ့စီကိုလာကြည့်ပေးတတ်ပါတယ်ရိုးရိုးတန်းစကားပြောရကနေနောက်ပိုင်းမှာတော့လက်ချင်းတွဲတဲ့အထိဖြစ်လာပြီးတကယ့်ကိုကြည်နူးစရာကောင်းတဲ့ခန်းစားချက်လေးတွေဖြစ်ပေါ်လာခဲ့တာပါစေယုံကဆင်းတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ဟာလူနာနဲ့သူနာပြူအဆင်တင်မဟုတ်တော့ပဲချစ်သူတွေဖြစ်သွားကြပါပြီမကြခင်မှာပဲလက်ထပ်လိုက်ကြပြီးဆယ်စုနှစ်ပေါင်းများစွာအတူတူလက်တွဲနေထိုင်သွားခဲ့ကြပါတယ်အဲ့ဒီနောက်အမျိုးသားဖြစ်သူဆုံးသွားတဲ့အခါမှာလည်းအမျိုးသမီးကဒီကြီးစံလေးကိုသူမအနာမှာပဲအမြဲတမ်းသိမ်းဆင်းထားခဲ့ပါတယ်သူမအသက်106နှစ်ထိရောက်တဲ့အခါကျမှပြုတ်တိုက်ကိုတွားရောက်လူတန်းခဲ့လာပါအခုဆိုရင်အဲ့ဒီကြီးစံကိုပြုတ်တိုင်မှာပြသထားပြီးလူပေါင်းထောင်ကြီးကလာရောက်ကြည့်ရှုနေကြပြီဖြစ်ပါတယ်အနှုတ်ချိုရရင်တော့လူတယောက်ကိုအသေးလူနီးပါးဖြစ်စေခဲ့တဲ့ကြီးစံဟာအချက်တစ်ခုရဲ့အစာပြွေရဖြစ်လာခဲ့တာပါပဲ